အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာမင်းမြတ်သူရရေးသားသောရန်ကြီးအောင်ဝတ္ထုကိုအပိုင်း3အနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာရန်ကြီးအောင်အပိုင်း3လော်ရီကားကြီးသည်ရှမ်းပြည်နယ်ဘက်ရှိမြို့များတစ်မြို့ပြီးတစ်မြို့ဖြတ်ကျော်၍ခရီးဆက်လက်သွားနေသည်မိမိလိုက်ပါလာသောလော်ရီကားကြီးလမ်းတနေရာတွင်ဘိန်းပေါက်၍ရပ်တန့်သွားသဖြင့်ရန်ကြီးအောင်သည်ကားပေါ်မှဆင်း၍ခလန်းလန်းတွင်တွေ့မြင်ရသောဇေဒီလေးရှိရာသို့ဦးတီလျှောက်လှမ်းသွားလေ၏ဇေဒီကလေးသည်တောင်ကုန်းမြင်ကလေးပေါ်တွင်တည်ထားပြီးထုံးသင်္ကန်းကပ်လူထားသဖြင့်အလွန်တပ်ပဲသည်ရန်ကြီးအောင်သည်ဇေဒီ၏လှေကတဲ့များအတိုင်းအပေါ်သို့တက်သွားလေ၏ဇေဒီပေါ်တွင်လူအရေးအယောင်မတွေ့ရဘဲတိတ်ဆိတ်ငြိမ်သက်နေလေ၏ရန်ကြီးအောင်သည်တခဏမျှထိုင်၍ဖျားဝဲပြုလေ၏ထို့သို့ဖျားဝဲပြုရင်းဇေဒီပင်တစ်ဝိုက်တွင်တိတ်ရွက်ချောက်များကြွေကြနေကြောင်းတွေ့ရ၏ရန်ကြီးအောင်သည်ယတနာသုံးပါးကိုအလေးအမြတ်ပြုသူမဟုတ်ပဲဖျားကိုပင်မှန်မှန်ရှိခိုးသူမဟုတ်ရှိသို့သောဇေဒီရင်ပြင်ပေါ်ရှိအမိုက်တရိုက်များကိုတွေ့မြင်ရသောအခါကောင်းမြတ်သောစိတ်တွေဖြစ်ပေါ်လာပြီးကုသိုလ်ယူလာခြင်းသည်ထို့ကြောင့်ရင်ပြင်ပေါ်ရှိတိတ်ရွက်ချောက်များကိုလက်ဖြင့်လိုက်လံကောက်ယူလေသည်ထို့နောက်ဇေဒီရင်ပြင်တနေရာ၌တပြက်စီးကိုတွေ့ရသဖြင့်ရင်ပြင်တော်ကိုလှဲခြင်းနေသည်ရင်ပြင်တော်တန်ရှင်းသွားသောအခါဇေဒီပန်းတင်ခုံများမှာတိတ်ရွက်ချောက်များရှိနေသဖြင့်ပန်းတင်ခုံများကိုလည်းတန်ချင်းရေးလုပ်လေသည်ရန်ကြီးအောင်သည်ဇေဒီတော်၏အရက်မျက်နှာအသီးသီးမှပန်းတင်ခုံများကိုတန်ချင်းရေးပြုလုပ်နေစဉ်ပန်းတင်ခုံပေါ်ရှိပန်းအိုးကြီးသည်ရင်ပြင်တော်ပေါ်သို့ကျကွဲသွားလေသည်ရန်ကြီးအောင်သည်မိမိ၏ပယောဂကြောင့်ရင်ပြင်ပေါ်သို့ကျကွဲသွားသောပန်းအိုးကြီးကိုစိတ်မကောင်းဟန်ဖြင့်ကြည့်ရှုနေလေသည်ထိုအခိုက်မှာပင်သူ၏နောက်မှာလောကမှာဒီလိုပဲကွာဘယ်တော့ပဲစိတ်စေတနာကောင်းပြီးစေတနာတရားတရားထက်သန်နေပါစေကံကြောင်းမလိုက်ရင်တော့ပျက်စီးတတ်တယ်ကွာမောင်ရင်ကစနေသားမဟုတ်လားဟုမေးတံကိုကြားရသဖြင့်လှည့်ကြည့်လိုက်ရာဝိဖြူစင်ကြယ်ဝိလူကြီးတယောက်ကိုတွေ့မြင်ရလေကျွန်တော်ကစနေသားဆိုတာအဘကဘယ်လိုလုပ်သိတယ်လဲဒါတွေကိုမေးမနေပါနဲ့ကွာမင်းကိုရှင်းပြရင်လဲနားလည်နိုင်မှာမဟုတ်ဘူးစနေတောက်မှာပန်းအိုးကြာကွဲသွားတာမင်းအတွက်အတိတ်နမိတ်မကောင်းဘူးကွမင်းမှာဘေးဒုက္ခတွေနဲ့ရင်ဆိုင်တွေ့ရလိမ့်မယ်ဒါကြောင့်မင်းရဲ့မိုးရက်နေစားတိကိုအမြန်ဆုံးပြန်ပါကွာရန်ကြီးအောင်သည်ဝိဖြူစင်ကြယ်ဝိလူကြီး၏စကားကြောင့်ရွာတွင်ကြံရစ်ခဲ့သောမိဘနှစ်ပါးအတွက်ဆွေးရင်တော့ကဖြစ်သွားလေသည်ထို့ကြောင့်လူကြီးကိုဥရှကြော့၍ဇေဒီလေးမှထွက်ခဲ့လေတော့သည်ရန်ကြီးအောင်သည်လမ်းပေါ်သို့ရောက်သောအခါကားတစ်စီးဖြင့်မိမိ၏မွေးရနေသို့ပြန်ခဲ့လေ၏ရန်ကြီးအောင်လိုက်ပါလာသောကားကြီးသည်မြို့များတစ်မြို့ပြီးတစ်မြို့ဖြတ်တန်းပြီးရန်ကြီးအောင်တို့ရွာနီးသို့ရောက်ခဲ့လေ၏ရန်ကြီးအောင်သည်ရွာသို့ရှေးကုန်းတုပ်၍ပြန်ခဲ့သောအခါရွာထိပ်သို့ရောက်သောအခါဖုန်ကြီးကျောင်းသားတဦးရန်ကြီးအောင်ကိုမြင်သည်နှင့်ဟင်အကိုကြီးပြန်လာပြီရွာမှာဒုက္ခဖြစ်နေတာကိုကြီးသိလားဘလို့ဒုက္ခရောက်နေတာလဲငါ့ကိုမြန်မြန်ပြောစမ်းပါကွာအကိုအဖေနဲ့အမေကြီးဓမြတက်လို့သေပြီဗျဘာဟုတ်ရေရွ၍သူ၏အိမ်ရှိရာသို့ပြေးလေ၏အိမ်ရှိသို့ရောက်သောအခါအိမ်နာရွာရှိလူစုံရောက်ရှိနေသဖြင့်အိမ်ပေါ်သို့အပြေးလွှာတက်သွားလေ၏ထိုအခါအိမ်ဦးခန်းတွင်ထိုင်နေသောတကြီးကရန်ကြီးအောင်ကိုစိတ်မကောင်းဟန်ဖြင့်ကြည့်၍ရန်ကြီးအောင်စိတ်အေးသာထားပြီးနားထောင်ပေတော့မင်းရဲ့အဖေနဲ့အမေတော့ဓမြတက်လို့ဆုံးချပြီရန်ကြီးအောင်သည်တကြီးစကားမဆုံးမီမိမိအတွက်မိဘများထားရခဲ့သောချွေတင်းကားများကိုတတိယပြီးထိတ်ခနဲဖြစ်သွားလေကအိမ်ပေါ်တက်သို့ပြေးတက်သွားလေ၏ထို့နောက်ဖခင်ကြီး၏ကတင်အောက်တွင်ရှိသောတန်တစ်ထာကိုဖွင့်ကြည့်လိုက်လေရာတန်တစ်ထာထဲတွင်ချွေတင်းကားများတပြားတစ်ချက်မှမရှိတော့ကြောင်းတွေ့ရလေသည်ရန်ကြီးအောင်သည်စိတ်အလွန်ပြတ်သွားပြီးတန်တစ်ထာကိုလက်သီးဖြင့်ဒိုင်းကနေထိုးလိုက်ခါငါတို့ပစ္စည်းတွေကိုဘသူဓမြတိုက်သွားတာလဲဟုတ်ဒေါသတကြီးအော်ဟစ်လိုက်လေထိုအခိုက်မှာပင်ရန်ကြီးအောင်၏အနီးသို့တကြီးနှင့်ရွာသူရွာသားများရောက်လာပြီလွန်ခဲ့တဲ့ညကပဲငါတို့ရွာကိုဓမြတွေဝင်သွားတာကွာဓမြတွေကမြင်းကိုစီပါပြီးလက်နက်ခဲယမ်းလည်းအပြည့်အစုံပါတယ်ရွာကိုဓမြတိုက်သွားတဲ့ကောင်ကမင်းရဲ့မိတ်ဆွေတွေပဲကွဗျာကျုပ်တို့ရွာကိုဓမြတိုက်သွားတဲ့ကောင်ကကျုပ်ရဲ့မိတ်ဆွေဟုတ်လားဘာတူလဲဒီကောင်ကိုကျုပ်
လိုက်ရှာပြီးတတ်မယ်ရွာကိုဓမြတိုက်တဲ့ကောင်တွေအားလုံးရဲ့မျက်နှာမှာမျက်နှာဖုံးဆွတ်ထားတယ်ကွဒါကြောင့်ငါတို့အားလုံးဓမြဘယ်သူလဲဆိုတာမသိဘူးဒါပေမဲ့မင်းတို့အိမ်ကကိုလီမျိုးမြင့်ကတော့ဓမြခေါင်းဆောင်ရဲ့မျက်နှာကိုမမျှော်လင့်ပဲမြင်တွေ့သွားတယ်ဓမြခေါင်းဆောင်ကအိမ်ပတ်လဲလှည့်ပြီးတော့ရှာဖွေနေတော့သူ့ရဲ့မျက်နှာဖုံးဆွတ်ကြွကြပြီးကိုလီမျိုးမြင့်ကမြင်တွေ့ခဲ့တာပဲအဲ့ဒီတော့ကကိုလီမျိုးမြင့်ကထရေမိုးပြီးအိမ်အောက်မှာအိပ်ပျော်နေတဲ့အချိန်ပေါ့ဓမြတွေရဲ့စူညံတန်ကြောင့်လဲကိုလီမျိုးမြင့်အဲ့ရကလန်နိုးလာတယ်အဲ့ဒီအချိန်မှာပဲဓမြခေါင်းဆောင်ရဲ့မျက်နှာကိုမြင်တွေ့သွားခဲ့တာပဲဓမြခေါင်းဆောင်ကမင်းတို့အိမ်မှာလာပြီးတဲခိုတဲ့ဝနာဆိုတဲ့လူပဲကိုဝနာခမရလောက်ရက်လိုက်တာဗျာကျုပ်ကတော့ခမရကိုအဲကောင်းဆောင်ကောင်းတယောက်လိုသဘောထားပြီးအိမ်မှာကျွေးမွေးပြုစုခဲ့တယ်ခမရအသက်ကိုလည်းကယ်ခဲ့တယ်အခုတော့ခမရကကျုပ်တို့မိသားစုပိုင်ရွှေငွေရတနာတွေအားလုံးကိုရယူသွားရုံနဲ့မကဘူးကျုပ်ရဲ့မိဘတွေကိုတော့ရရက်ဆက်ဆက်တပ်ဖြတ်သွားခဲ့တယ်ခမည်းကိုကျုပ်တတ်ဘယ်တော့မှမကြည့်ဘူးမိုးအစိုးမြေအနှံ့ခမည်းနောက်ကိုလိုက်ရှာပြီးကလေးစားရှည်မယ်ရွာသူကြီးကရန်ကြီးအောင်ကြီးပခုံးကိုပုတ်၍ဖျားရဟန်းတော်မှာအနိစ္စတရားကိုမကြော်လွန်နိုင်ခဲ့တာပဲတရားနဲ့ပဲဖြေပါရန်ကြီးအောင်ရဲ့မင်းလည်းတသက်လုံးစိုးခဲ့မိုက်လာခဲ့တယ်အခုတော့မင်းရဲ့ကျေးဇူးရှင်မိဘနှစ်ပါးလည်းမရှိတော့ဘူးမင်းလိမ်မာဖို့တင့်ပြီးရန်ကြီးအောင်ဘဝတစ်လျှောက်လုံးကိုနေခြင်းတလို့နေခဲ့တယ်မင်းဟာမိဘတွေကအလိုလိုက်ထားတဲ့အတွက်အရက်တော့ကြက်တက်ဖဲရိုက်ပြီးစိုးကျင်တိုင်းစိုးတည်နေခဲ့တယ်အခုတော့မင်းကိုအလိုလိုက်မဲ့မိဘတွေလည်းမရှိတော့ဘူးဒီအချိန်ကစပြီးမင်းလိမ်မာဖို့တင့်ပြီးဟုစုံမစကားပြောလေ၏ရန်ကြီးအောင်ဒီငယ်စဉ်ကပင်မြေသူ၏အဆုံးအမကိုမှနာခံခဲ့သူမဟုတ်သဖြင့်တကြီးစကားသည်တဲတဲရေသွန်တကဲ့သို့ရှိလေသည်ရန်ကြီးအောင်သည်ဖခင်နှင့်မိခင်ကိုမြုပ်နှံထားရာတင်းញိုင်းသို့သွား၍မိဘများ၏မြေပုံအားကြော့လေသည်ထို့သောကြော့ရင်မြေကြီးကိုလက်သီးဖြင့်ကြစ်ကြစ်ပါအောင်ဆုပ်၍အဖေနှင့်အမေအတွက်ဒီကောင်းကိုမရရအောင်ရှာပြီးဂလစားရှည်ပါမယ်ဟုပြောခဲ့လေ၏ရန်ကြီးအောင်သည်အိမ်သို့ရောက်သောအခါတကိုယ်တည်းအထီးကျန်စွာနေထိုင်ရတဲ့ကဲ့သို့ခံစားရလေသည်သူသည်မိဘနှစ်ပါးကိုအစဉ်အမြဲတတိယနေသည်ရန်ကြီးအောင်သည်မိမိထံတွင်ဧည့်သည်ဖြစ်လာရောက်တဲခိုခြင်းကဝနအိဆက်ခဲ့သောအခန်းသို့တွားရောက်ကြည့်ရှုလေ၏ထို့သို့ကြည့်ရှုရင်ထရန်ကြားတွင်ညှက်ထားသောဒိုင်ယာရီစာအုပ်ငယ်ကလေးတစ်အုပ်ကိုတွေ့ရလေသည်ရန်ကြီးအောင်သည်ထိုစာအုပ်ကိုယူ၍ကြည့်လိုက်သောအခါဝန၏အမည်ရေးထိုးထားကြောင်းတွေ့ရလေသည်ရန်ကြီးအောင်သည်စာအုပ်ကလေးကိုလှန်လောကြည့်ရှုရာတွင်စာအုပ်ထဲတွင်ဂါရာမန္တန်များနှင့်ရှားပါသောမြမစေနီးများကိုရေးသားထားကြောင်းတွေ့ရလေသည်ရန်ကြီးအောင်သည်ဝန၏စာအုပ်ကိုဆက်လက်ဖတ်ရှုသွားလေရာနောက်ဆုံးစာမျက်နှာသို့အရောက်တွင်လာမဲ့တည်င်းကျို့လာပြည့်နေ့မှာရှစ်တဲ့နန်းခမ်းနဲ့ပြန်ပြီးဆုံတွေ့ရတော့မယ်နန်းခမ်းနဲ့ပြန်ဆုံတွေ့ဖို့အတွက်ကိုဟာနှစ်ပေါင်းများစွာစောင့်စားခဲ့ရတယ်ကိုမှစီးစိမ်ဥစ္စာတွေနဲ့ပြည့်စုံပြီဆိုရင်နန်းခမ်းကိုလက်ထပ်ယူပါမယ်စာဤအောက်တနေရာတွင်လည်းတည်င်းကျို့လာပြည့်နေ့ညမှာရှမ်းပြည်နယ်မုံမခဖျားပွဲတော်ကကျိုးညီတော်မှာအကိုနဲ့နန်းခမ်းပြန်လည်ဆုံတွေ့ကြမယ်အဲ့ဒီခါကျရင်နန်းခမ်းကအကိုကိုရှေ့အဖြစ်ပေးမယ်လို့ဂတိပေးခဲ့တယ်ဟုရေးသားထားလေ၏ရန်ကြီးအောင်သည်မမျှော်လင့်ပဲဝန၏ဒဏ်ရာရီကိုဖတ်ရှုရသဖြင့်၎င်းနှင့်ပတ်သက်သောတဲလွန်သားကိုရရှိခဲ့လေသည်ဝနသည်လာမည့်တည်င်းကျို့လာပြည့်နေ့တွင်မုံမခဖျားပွဲတော်ရှိကျိုးညီနောင်၌နန်းခမ်းဆိုသောမိန်းကလေးတစ်ယောက်နှင့်တွေ့ဆုံနိုင်၏တည်င်းကျို့လာပြည့်နေ့မတိုင်ခင်မုံမခဖျားပွဲသို့ကြိုတင်ရောက်သွားပြီးရန်သူတော်ဝနအားရှာဖွေရန်ဆုံးဖြတ်လိုက်သည်ရန်ကြီးအောင်သည်ထိုရက်များအတွင်းတကိုယ်တည်းအထီးကျန်စွာနေထိုင်ရလေ၏မိဘနှစ်ပါး၏တသက်လုံးရှာဖွေစုဆောင်းခဲ့သောစီးစိမ်ဥစ္စာများသည်လည်းဝန၏လက်သို့ရောက်သွားခဲ့ရှိပြီရန်ကြီးအောင်သည်တည်င်းကျို့လာပြည့်နေ့သို့ရောက်ရန်တလကျော်နီးပါးလိုသေးသဖြင့်ရွာ၌တလကျော်ခန့်အချိန်ဖြုံးနေလေ၏ရန်ကြီးအောင်သည်ကျယ်ဝန်းသောအိမ်ကြီး၌နေထိုင်သည့်အခါတိုင်း
တေဆုံးသွားသောမိဘနှစ်ပါး၏မျက်နှာကိုသာမြင်အောင်နေသည်ရန်ကြီးအောင်သည်လောင်းကစားလုပ်ရန်ဝါသနာထုံတော်လေရန်သူများကိုလက်စားမရှိနိုင်မီလောင်းကစားလုပ်ကိုမလုပ်ရန်ဆုံးဖြတ်လိုက်သည်သူ၏အိမ်ကြီး၌ပတ်စံတစ်ပြားတစ်ချက်မျှမကြံခဲ့သဖြင့်အိမ်ရှိပရိဘောဂများကိုကုံစုံဆိုင်ရှင်တရုတ်ထံသို့တွားရောက်ရောင်းချသည်ကုံစုံဆိုင်ရှင်တရုတ်ကြီးသည်ရန်ကြီးအောင်တို့အိမ်ရှိအဖိုးတန်ပစ္စည်းများကိုဈေးပေါ်သဖြင့်ဝယ်ယူခဲ့လေသည်ရန်ကြီးအောင်သည်ရွာ၌တလားနီးပါးနေထိုင်ခဲ့ပြီးနောက်ရန်သူတော်ဝနကိုချဖွေရန်အတွက်ရှမ်းပြည်နယ်ရှိမုံမခပွဲတော်သို့တွားရောက်ရန်ကြံစီလေသည်ရန်ကြီးအောင်သည်ခြံထဲတွင်မြုပ်ထားသောလက်နက်တစ်တာကိုတွားရောက်တူးဖော်ပြီး၆လုံးပြူတနတ်များကိုတိုက်ရှို့ဆေးကြောလေသည်ထိုတနတ်များသည်မိမိအတွက်ဝနကိုယ်တိုင်ဝယ်ပေးခဲ့သောတနတ်များဖြစ်သည်ရန်ကြီးအောင်သည်ဝနအားလက်စားရှည်ခြင်းစိတ်ပြင်းပြနေသဖြင့်ဖျားပွဲတော်ကျင်းပမိရက်သည်နှေးကွေးလုံးသည်ဟုထင်မြင်နေမိသည်ဖျားပွဲတော်ကျင်းပရန်တပတ်ခန့်လိုသောအချိန်၌ရှမ်းပြည်နယ်ဘက်သို့တက်ခဲ့လေသည်ထို့နောက်မိုးမခဖျားရှိရာသို့ကားကြုံဖြင့်လိုက်ခဲ့လေ၏မိုးမခဖျားရှိရာသို့ရောက်အောင်နွားလဲဖြင့်လမ်းကြုံလိုက်ရပြန်သည်လှမ်းလန်းကြောင်းဆုံးသောအခါမိုးမခဖျားပွဲတော်ကျင်းပရာဆန္ဒပွဲဈေးတော်တန်းကြီးကိုတွေ့ရလေသည်ထိုဖျားပွဲကြီးသည်အလွန်စီကားသောဖျားပွဲကြီးဖြစ်သည်ဖြင့်ပွဲတော်သို့လာရောက်သောဖျားဘူးပြည်သက်များများပြားလာသည်ရန်ကြီးအောင်သည်ထိုနေ့တနေ့ကုန်ဖျားပွဲတော်အတွင်လှည့်လည်၍ကျိုးညီနောင်အကြောင်းကိုစုံစမ်းလေသည်သို့သောကျိုးညီနောင်နှင့်ပတ်သက်သောတဲလွန်စာကိုမူမရသေးရှိထိုနေ့ညသို့ရောက်သောအခါဖျားပွဲလာပြည်သက်များနှင့်အတူအိပ်ဆက်လေသည်နောက်တစ်နေ့နံနက်တွင်ဖျားဘူးများဆူညံနေသဖြင့်ရန်ကြီးအောင်သည်အိပ်ရာမှစောစီးသွားနိုးလာလေ၏ကျိုးညီနောင်နှင့်ပတ်သက်၍မတိကြောင်နားမလဲကြောင်းသာသူ၏မေးမြန်းသူများကပြန်လည်၍ပြောကြားကြသည်ရန်ကြီးအောင်သည်ထိုသို့သွားလာရင်လူသူကင်းရှင်သောဖျားကုန်းတော်တနေရာသို့ရောက်လေ၏ထိုနေရာ၌ဆန္ဒပွဲဈေးသည်များမရှိဘဲကတ်ထုပြားပေါ်တွင်မိမပြိုရေးဆွဲသောပကြီးဆရာမတဦးကိုတွေ့မြင်ရသည်မိမပြိုသည်မြေပေါ်တွင်ထိုင်၍ပကြီးကားများကိုတစ်ချက်ပြီးတစ်ချက်လက်တန်းရေးဆွဲနေခြင်းဖြစ်သည်မိမပြိုရေးဆွဲသောပကြီးကားများမှာအနုပညာလက်ရာမြောက်လာသည်သူမ၏ပကြီးကားများမှာထူးဆန်းပြီးအတိတ်ပဲဖော်ရခတ်သောစိတ်ဓာတ်ဆန်ဆန်ပုံများသာမြင်တွေ့ရသည်ရန်ကြီးအောင်သည်သူမ၏ပကြီးကားငယ်များကိုတခဏမျှကြည့်ရှုပြီးဖျားကုန်းတော်ပေါ်သို့တက်ခဲ့လေ၏ဖျားကုန်းတော်ပေါ်တွင်ရှေးမီနောက်မီပုဂ္ဂိုလ်ကြီးများကိုမတွေ့ရပဲဟိုမရောက်ဒီမရောက်ဘိုးတော်ရောင်ရောင်သူများကိုသာတွေ့ရသည်ဖျား၏တနေရာတွင်ယောဂီဝတ်စုံဝတ်ဆင်ထားသောလူတဦးသည်အာပေါင်အာရင်တန်တန်ဖြင့်မိမိ၏ဂါရာရန်တရားများအစွမ်းထက်ကြောင်းပြောဆိုနေသည်ဝိပုစင်ကြယ်ဝတ်ထားသည့်ဇမင်းသားဟန်ရှိသောသူတဦးသည်သူ၏ရှေးဘဝနောက်ကြောင်းများကိုပရိသတ်များအားညာဝါဖြီးဖြန်းပြီးပြောပြနေသည်ထိုအခိုက်မှာပင်လူရန်ကားတဦးသည်ပကြီးဆွဲနေသောမိမပြို၏လက်ကိုဆွဲ၍ဟောဒီပကြီးကားတွေရေးဆွဲပြီးအချိန်ကုန်မနေပါနဲ့ကွာအကိုကြီးတို့နဲ့ရွာဘက်ကိုလိုက်ခဲ့စမ်းပါမင်းအတွက်ငွေတွေအများကြီးရမှာပါငါတို့ရဲ့လဲပိုင်းချင်းတထေးကမင်းကိုမြင်မြင်ချင်းဆွဲလန်းသွားလို့ကွာဟုတ်ပြောရင်မိမပြိုအားရွာဘက်သို့လိုက်ရန်အတင်းအာရမဆွဲဆောင်တိမ်သွင်းနေလေသည်ရှင်တို့ကျမကိုဘလို့အမျိုးအစားအောက်မေ့နေလို့လဲကျမပကြီးကားတွေရေးပြီးရောင်းစားနေတာကျမရင်ထဲမှာရှိနေတဲ့အမှုပညာစိတ်ကိုဖွင့်ထုတ်နေတာရှင်တို့နဲ့ကျမလုံးဝမလိုက်နိုင်ဘူးလဲပိုင်ရှင်တထေးပေးတဲ့ပတ်စံကိုလည်းမလိုချင်ဘူးနင်တို့ဒီလောက်တထေးရဲ့ပေါ်ကြည်ညိုနေရင်နင်တို့နှမတွေရှားပြီးပေးစားလိုက်ပါလားထောကားလူရန်ကားတဦးသည်စိတ်မထိန်နိုင်တော့ပဲမိမပြိုအားလက်ဖြင့်ရရန်ရွယ်လိုက်သည်ဟေးကောင်လေးရက်လိုက်လူရန်ကားများသည်မမျှော်လင့်ပဲရန်ကြီးအောင်ကိုမြင်တွေ့ရသောအခါမျက်မှောင်ကျုံပြီးခေါင်းဆောင်ဖြစ်ဟန်တူကဟေးကောင်ကိုနဲ့မဆိုင်တဲ့အလုပ်မှာဝင်မရှုပ်ပါနဲ့မင်းတေသွားခြင်းလို့လားငါချစ်မှမိမပြိုတယောက်ကိုစော်ကားနေတာငါလက်ပိုက်ပြီးကြည့်မနေနိုင်ဘူးဒါကြောင့်အလိုမတူတဲ့မိန်းကလေးကိုမတရားခေါ်ဖို့မကြိုးစားပါနဲ့ထောကားလူရန်ကားများသည်ရန်ကြီးအောင်ကိုကြည့်၍စိတ်မထိန်နိုင်တော့ပဲဝိုင်းဝန်းထိုးကြိတ်ကြလေသည်ရန်ကြီးအောင်သည်ငယ်စဉ်ကပင်တိုင်းပညာကိုကျွမ်းကျင်သင်ယူထားပြီးမကြာခဏတပ်ပုတ်ခြင်းကိစ္စနှင့်နဗန်းလုံးနေရသဖြင့်
လူရန်ကား3ယောက်ကိုတယောက်ပြီးတယောက်အထိနာအောင်တိုက်ခိုက်သွားနိုင်၏ကျမကိုအခုလိုတက်ဆွန့်ကြိုးပမ်းကဲတင်ပေးခဲ့တာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ကြမလို့ပါဘူးကွာဒါတွေဟာကျုပ်အတွက်တော့အသေးအမွှားပါပဲကျမဒီလိုဖြစ်မယ်ဆိုတာလွန်ခဲ့တဲ့ရက်ကတည်းကကြိုသိနေတယ်အရင်နေ့တွေကလည်းဒီကောင်းနေမင်းကိုလာပြီးခုလိုပဲစော်ကားနေလို့လားကျမသိနေတယ်ဆိုတာပကြီးကားတွေကပြောလို့ပါကျမရဲ့အနာဂတ်မှာဘာတွေဖြစ်လာမယ်ဆိုတာပကြီးကားတွေကအမြဲတမ်းကြိုတင်ပြီးပြောပြလေရှိတယ်ဘလို့ကြိုပြီးသိတာလဲမင်းပြောတဲ့စကားကကျုပ်နားမရှင်းဘူးကျမပကြီးကားတွေဆွဲနေတာအလွန်ထူးခြားစမ်းကြယ်တဲ့အာယုံတွေကြောင့်ပါဒီအာယုံတွေကြောင့်ကျမပကြီးကားတွေကိုလူတွေကထူးဆန်းတယ်လို့ပြောကြတယ်ကျမမျက်လုံးထဲမှာဆန်းဆန်းကြဲကြဲအာယုံတွေမြင်နိုင်ပကြီးကားတွေကြီးရေးဆွဲနေမိတယ်တကယ်တော့ကျမတက်တက်မှာတစ်ချိန်တစ်ခါမှပကြီးပညာကိုမသင်ယူခဲ့ဘူးပါဘူးကျမအပြိုပေါ်ဝင်စားအချိန်ကစပြီးမျက်လုံးထဲမှာမြင်တဲ့အာယုံဆန်းတွေကိုစာရွက်ပေါ်မှာခဲတံတစ်ချောင်းနဲ့ရေးရှင်းနေမိတယ်တနေ့တော့ကျမဇေဒီပထိုးလေးတဆူရဲ့ရင်ပြင်ပေါ်မှာခဲတံနဲ့ရေးရှင်းနေတော့ပကြီးဆရာကြီးတယောက်ရောက်လာပြီးကျမရဲ့ထူးခြားစမ်းကြဲတဲ့ပုံတွေကိုကြည့်တယ်ဒီပုံတွေဟာကျမရဲ့အမြင်အာရုံကတဆင့်ဖြစ်ပေါ်လာတယ်ဆိုတာသိတော့ပကြီးဆရာကြီးကအလွန်အံ့ဩသွားတယ်နောက်တော့ပကြီးဆရာကြီးကကျမကိုစာရွက်နဲ့စုပ်တံပေးပြီးပကြီးဆေးတွေနဲ့ရေးဆွဲစေခဲ့တယ်အဲ့ဒီချိန်ကစပြီးကျမရဲ့ခံစားချက်တွေကိုပိုပြီးပေါ်လွင်အောင်ဖော်ထုတ်နိုင်ခဲ့တယ်ကျမရဲ့ရောင်စုံပကြီးကားတွေကိုလူအများကနှစ်သက်တဲ့အတွက်တောင်းရမ်းယူကြတယ်အဲ့ဒီချိန်ကစပြီးဖျားပွဲတော်မှာကျမရဲ့ထူးခြားတဲ့ပကြီးကားတွေကိုရောင်းဖို့စိတ်ကူးခဲ့တာပဲလွန်ခဲ့တဲ့ညကကျမရေးဆွဲခဲ့တဲ့ပကြီးကားကိုကြည့်ပါရန်ကြီးအောင်ဒီထိုပကြီးကားကိုကြည့်လိုက်တော့အခါမိမပြုတ်တို့ကိုဝိုင်းအောင်ကြည့်ရှုနေသောလူသုံးဦး၏အရေးတရံကိုမြင်ရလေသည်ဒီပကြီးကားတွေကမိမပြုတ်ကကျမပဲကျမကိုဝိုင်းအောင်ကြည့်နေတဲ့လူသုံးယောက်ဟာကျမကိုနှောက်ယှက်တဲ့လူတွေပဲပကြီးကားတွေကလူတွေရဲ့မျက်နှာပေါ်ကအယောင်တွေကိုကြည့်ပါရက်ဆက်ကြမ်းကြုတ်တဲ့အနီရောင်တွေကိုတွေ့ရလိမ့်မယ်ဒီပကြီးကားထဲမှာလူသုံးဦးကိုမောင်းထုတ်နေတဲ့သူကတော့ရှင်ပါပဲရှင်ဟာကျမဘက်ကနေဝင်ပြီးလူသုံးဦးကိုမောင်းနှင်ထုတ်မယ်ဆိုတာလွန်ခဲ့တဲ့ညကတည်းကကျမရဲ့အမြင်အာရုံတွေထဲမှာကြိုတင်မြင်မိတာပါဟင်ဓာတ်တွေဟာအမှန်ပဲလားအနာဂတ်မှာဖြစ်မဲ့အကြောင်းအရာတွေကိုမိန်းကလေးကဘာကြောင့်ကြိုတင်သိနေရတာလဲဘလို့ထူးခြားစမ်းကြဲတဲ့ကျင့်စဉ်တွေကိုကျင့်ခဲ့လို့လဲကျမဘဝမှာဘလို့ကျင့်စဉ်မှမကျင့်ခဲ့ဘူးပါဘူးတင်ပြပေးမဲ့လူလည်းမရှိပါဘူးဒါတွေဟာကျမရဲ့မွေးရပါအမြင်အာရုံစမ်းတွေပါဒီအာရုံတွေရဲ့ထူးခြားမှုကိုကျမအံ့ဩလို့မဆုံးပါဘူးလူတိုင်းရဲ့အနာဂတ်ကိုတော့ကျမမသိနိုင်ဘူးဒါပေမဲ့တချို့သောလူတွေရဲ့အနာဂတ်ကိုတော့ကျမကြိုတင်ပြီးသိမြင်နိုင်တယ်ကျိုးရဲ့အနာဂတ်ကိုရောခမမသိနိုင်ဘူးလားရှင်ရဲ့အနာဂတ်ကိုတော့ကျမကြိုတင်သိနိုင်မယ်လို့တော့ထင်ပါတယ်ဒါပေမဲ့ကျမတေးသေးချာချာတော့မပြောဝံ့ဘူးနောက်နေ့ကျရင်ရှင်ဒီနေရာကိုလာခဲ့ပါရှင်ရဲ့အနာဂတ်ကိုကျမကြိုတင်သိမြင်နိုင်ရင်ရှင်အတွက်ပကြီးကားလေးတစ်ချက်ရေးပြီးလက်ဆောင်ပေးမှာပါရန်ကြီးအောင်ဒီမိမပြောရေးစကားကြောင့်သူ၏အနာဂတ်ဘဝကိုစိတ်ဝင်စားသွားပြီကောင်းပြီကျုပ်ရဲ့အနာဂတ်ကိုမိန်းကလေးပုံဖော်နိုင်ပါစေလို့ကျုပ်ဆုတောင်းပါတယ်ဒါနဲ့နေပါဦးမိန်းကလေးကဒီအရက်မှာပဲနေတာလားဒါဆိုရင်မိုးမခဖျားဝန်းကျင်မှာကျိုးညီနောင်ဆိုတဲ့အပင်ကြီးဆိုတာကိုသိလားကျိုးညီနောင်ကိုကျမသိတာပေါ့ကျိုးညီနောင်ဟာကျမတို့အရက်ဒေသမှာလွန်ခဲ့တဲ့နှစ်ရာချီကာလကတည်းကရှိခဲ့တယ်ဒါပေမဲ့မိုးကြိုးတွေအကြီးအကျယ်ပြစ်တဲ့ရာသီမှာကျိုးညီနောင်ကိုမိုးကြိုးပြစ်ခံရပြီးပြိုလဲကျခဲ့တယ်ကျိုးညီနောင်ပြိုလဲပြီးနောက်မှာဒီဒေသကလူတွေဟာကျုံးပင်ကြီးကိုထင်းအဖြစ်ခုတ်လဲလိုက်ကြတယ်ဒါကြောင့်ကျိုးညီနောင်ရှိတဲ့အရက်ကိုကျမတို့ဒေသခံလူတချို့ပဲသိတော့တယ်တချို့သောလူတွေဟာကျိုးညီနောင်ကိုမှတ်တောင်မမှတ်မိတော့ဘူးကျမကတော့ငယ်စဉ်ကလေးဘဝကတည်းကကျိုးညီနောင်အောက်မှာစော်ကစားမှုတဲ့အတွက်ကောင်းကောင်းကြီးမှတ်မိနေတာပါဒါဆိုရင်ကျိုးညီနောင်ရှိတဲ့ရက်ကိုကျုပ်ကိုလိုက်ပြနိုင်မလားကျိုးညီနောင်ရှိတဲ့ရက်ကိုကျမလိုက်ပြနေတယ်မလို့ပါဘူးအခုရှင်ရက်နေတဲ့နေရာဟာကျိုးညီနောင်ရှိတဲ့နေရာပါပဲရန်ကြီးအောင်ဒီထိုအခါမှပင်သူ၏ပတ်ဝန်းကျင်ကိုမျက်စိကစားကြည့်သောအခါ
ကျုံးမေကြီးနှစ်ပင်ရှိခဲ့သောအရေးအယောင်ကိုမြင်ရလေသည်ရန်ကြီးအောင်သည်မိမိခက်ခက်ခဲခဲရှာဖွေနေသောကျိုးညီနောင်ကိုမမျှော်လင့်ပဲသိခဲ့ရသဖြင့်ဝမ်းသာသွားလေသည်တရင်ကျွလာပြည့်နေ့တွင်ကျိုးညီနောင်၌မမိုးဆွေဆိုသောမိန်းမနှင့်သူ၏ရန်သူတော်ဝဏချင်းဆိုထားကြသည်ဝဏ၏ဒဏ်ရာ၏ထဲတွင်ရေးမှတ်ထားသည့်အတိုင်းမှန်ကန်မည်ဆိုလျင်ဝဏနှင့်နန်းခမ်းဆိုသောမိန်းမသည်တရင်ကျွလာပြည့်နေ့၌ကျင်းပေတွေ့ဆုံပေလိမ့်မည်ထိုည၌ဝဏအားမိဘနှစ်ပါးအတွက်လက်စားရှင်မည်ဟုဆုံးဖြတ်လိုက်သည်ရန်ကြီးအောင်သည်ဝဏ၏အကြောင်းကိုတွေးမိသောအခါတွေးများပွက်ပွက်ဆူလာတရားခံစားရလေသည်ရန်ကြီးအောင်သည်မိမပြိုနှင့်လမ်းခွဲထွက်ခဲ့ပြီးနောက်သူ၏အနာဂတ်အတွက်မိမပြိုရေးဆွဲမိပကြီးကားကိုစိတ်လှုပ်ရှားနေမိသည်နောက်တစ်နေ့သို့ရောက်သောအခါဒီနေ့ကျမပကြီးရောင်းမထွက်ဘူးရှင်အတွက်ထူးခြားတဲ့ပကြီးကားတစ်ချက်လက်ဆောင်ပေးခြင်းလို့ပါဟုတ်ပြောလေရာရန်ကြီးအောင်ကစိတ်လှုပ်ရှားဟန်ဖြင့်ပကြီးကားကိုကြည်လိုက်၏ထိုအခါပကြီးကားထဲတွင်လူတဦးသည်တစ်ပင်ကြီးတစ်ပင်ကိုပစိန်ဖြင့်ခုတ်နေပြီတစ်ပင်ကြီးသည်ထိုသူ၏ပစိန်ချက်ကြောင့်မီးလောင်ပေါက်ကွဲနေသောပုံဖြစ်သည်ဒီပုံကဘာလဲရှင်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ပုံတစ်ပုံကျမကိုဆွဲခိုင်းတယ်ကျမညတော့ကရှင်အနာဂတ်ကိုစဉ်းစားပြီးပုံဖော်မိတယ်ဒါပေမဲ့ရှင်အနာဂတ်ကအင်မတန်ရှုပ်ထွေးတယ်အနာဂတ်ဟာရှင်းလင်းမှုလုံးဝမရှိဘူးရှုပ်ထွေးပွေလီနေတဲ့ရှင်အနာဂတ်ကိုကျမစူးစမ်းပြီးပုံဖော်ကြည့်တော့ဟောဒီပုံကိုရတာပဲလူတစ်ယောက်ကတစ်ပင်တစ်ပင်ကိုပစိန်ကြီးနဲ့အားကုန်လွှဲပေါက်နေတယ်တစ်ပင်တွေကနေကြောက်မက်ဖွယ်မီးတန်းကြီးထွက်လာတယ်အဲ့ဒီလူဟာတစ်ပင်ကိုပစိန်နဲ့ပေါက်နေတော့တစ်ပင်ကြီးပေါက်ကွဲသွားတာပဲတစ်ပင်ကြီးကိုပစိန်နဲ့ပေါက်နေတဲ့သူကဘာတူလဲအဲ့ဒီလူကတော့ရှင်ပဲရန်ကြီးအောင်ဒီမိမပြောရေးစကားကြောင့်မျက်မှောင်ကျုံလိုက်ပြီဒါနဲ့တစ်ပင်ကြီးဟာဘာဖြစ်လို့ပေါက်ကွဲပြီးတော့မီးတန်းကြီးထွက်ရတာလဲရှင်မေးတဲ့မိကုန်းတွေကိုကျမတခုမှမဖြေနိုင်ဘူးကျမအာယုန်ထဲမှာမြင်လာသမျှကိုပကြီးရေးဆွဲပေးခဲ့တာပဲကျမလည်းရှင်ဘာကြောင့်ပစိန်ကြီးနဲ့ပေါက်နေတယ်ဆိုတာမသိဘူးမီးကြီးမီးတန်းတွေဘာကြောင့်ထွက်တာလဲဆိုတာကျမမပြောနိုင်ဘူးရှင်အနာဂတ်မှာကြောက်မက်ဖွယ်ရာအတိတ်နမိတ်ဆိုးကြီးရှိတယ်ဆိုတာတော့သိချတယ်ရှင်တတိထားရမယ်ရန်ကြီးအောင်သည်တရင်ကျွလာပြည့်နေ့သို့ရောက်သောအခါသူ၏စိတ်များအလွန်လှုပ်ရှားနေသည်သူ၏ရန်သူဝဏသည်နန်းခမ်းဆိုသောမိန်းကလေးနှင့်တွေ့ဆုံရန်ကျိုးညီနောင်၌ချင်းဆိုထားလေသည်သူသည်ကျိုးညီနောင်နီးရှိကြောက်တုံးကြီးများအောက်တွင်ပုန်းကွယ်၍ရန်သူတော်ကြီးအရေးအယောင်ကိုစောင့်ကြည့်လေသည်သို့တော်ညနေဆောင်သည့်အထိရန်သူတော်ဝဏ၏အရေးအယောင်ကိုမမြင်ရသဖြင့်ကြောက်တုံးနောက်မှထွက်ခါကျိုးညီနောင်နီးတွင်ထိုင်၍စောင့်လေသည်ထိုအခိုက်မှာပင်သူ၏အနောက်မှရေမောတန်ကိုကြားလိုက်ရပြီမင်းငါ့ကိုစောင့်ရတော့အတော်စိတ်မရှိတော့ဘူးနဲ့တူတယ်ဟူသောအတန်ကိုကြားလိုက်ရသည်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာမင်းမြတ်သူရရေးသားတော့ရန်ကြီးအောင်ဝတ္ထုကိုအပိုင်း3အနေနဲ့စီစဉ်တင်ဆက်ခြင်းကိုဒီမှာရင်ခဏခဏရနာထားခွင့်ပြုပါခင်ဗျာဒီနေ့မှာချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြတဲ့ညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာညီကောင်မောင်နှမများအားလုံးကိုယ်စိတ်နှပါရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ